မင်္ဂလာပါဒီနေ့မှာတော့ MB ကနေပြီးတော့မြန်မာအစားအစာတွေအိမ်ရောက်ငွေချေစနစ်နဲ့ delivery free ဘယ်လိုဝယ်ခဲ့သလဲဆိုတာကိုပြောပြပေးပါမယ်ဒါလေးကတော့ကိတ်6ကလေးဝယ်ထားတာပါ300လားပဲရှိပါတယ်ပြီးတော့ဒီဟာလေးကတော့စတော်ပဲပါအရန်ကြိုက်ပါတယ်စတော်ပဲဝယ်ထားတာပါဒါလေးကတော့အပေါ်ကနေဖြူစားတဲ့ဟာလေးပါဒီဟာလေးကတော့တရက်တီးကလေးတဲ့လေးဝယ်ထားတာပါဒီမှာအလွမ်းပြေတရက်တီးကလေးတဲ့လေးပါသူကတော့အိန္ဒိယအစားအစာပေါ့နော်ဒီမှာဒါမလိုင်းလုံးဝယ်လိုက်တာဒါတော့ဒီဟာကလေးပဲချမ်းလေးဝယ်ထားတယ်ပြီးတော့နောက်ဆုံးတစ်ခုကတော့ဒီမှာဒန်ပေါက်ဆန်ပေါ့နော်ဒန်ပေါက်ဆန်မှာထားပါတယ်အဲ့တော့ဘယ်လိုဝယ်ရလဲဆိုတာကတော့ဝယ်နည်းတွေကတော့ဒီ Google ကနေပြီးတော့မှ MB ကဂျပန်ဆိုပြီးရိုက်ရှာလိုက်ပြီးတော့အပေါ်ဆုံးပေါ်လာတဲ့ website ကလေးတွေကိုဝင်လိုက်ပေါ့နော်ပြီးတာနဲ့ဒီ page လေးကြာလာလို့ရှိရင်ဒီအောက်မှာက category အလိုက်အများကြီးရှိတယ်ပေါ့နော်အဲ့ထက်ကနေပြီးတော့ဝင်ရွေးလို့ရပါတယ်အဲ့ search for ကနေပြီးတော့မှကိုလိုချင်တဲ့ဟာလေးတွေကိုရိုက်ပြီးတော့ရှာလဲရပါတယ်အမှထိုင်းဆန်လည်းရတယ်အဲ့ဒီမှာဆန်မျိုးပေါ့နော်ဟိုဓာတ်ပေါက်ဆန်တွေလည်းရတယ်ရိုးဒီဆန်တွေလည်းရတယ်ပေါ့နော်နောက်တစ်ခုကအဲ့ဒီမြား၃ချောင်းလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် all category ရေးရနေပြီးမှဒီ website ထဲမှာရှိတဲ့အစားအသောက်တွေအကုန်လုံးကိုကြည့်ပြီးတော့ဝယ်လဲရတယ်ပေါ့နော်ကိုယ့်အကူ search bar ကနေရိုက်ပြီးတော့မှလည်းပဲဝယ်လဲရတယ်ပေါ့နော်အခုဒီမှာဘာရိုက်မလဲဆိုတော့ white pea dry hole ပေါ့နော်စတော်ဘဲဝယ်ခြင်းနေဆိုရင် white pea dry hole ဆိုပြီးတော့ရိုက်လိုက်လို့ရှိရင်စတော်ဘဲထုတ်ကလေးပေါ်လာမယ်ပေါ့နော်အမကိုဝယ်မယ်ဆိုလို့ရှိရင်အတူကက်ကလေးကိုနှိပ်ထားလိုက်ပါပြီးတော့မှဝယ်ပြီးသားဟာတွေကိုကြည့်မယ်ဆိုရင်ညာဘက်တောင်းလေးကချင်းတောင်းလေးတွေကိုနှိပ်လိုက်ပါဒါကကျွန်မခုနကရွေးထားတဲ့ဟာတွေပေါ့နော်အခုဘာတွေရှိလဲဆိုတော့ဒီမှာ frozen တစ်ခုပါနေတယ်ပေါ့နော်အဲ့တော့ frozen အတွက်ပါdelivery free ဖြစ်ချင်တယ်ဆိုလို့ရှိရင်ထပ်ပြီးတော့ဝယ်အောင်မယ်ပေါ့နော်အဲ့တော့ခုတစ်ခေါက်တော့မဝယ်သေးဘူးဒီ drawing product ပဲလောလောဆယ်ဝယ်မှာဖြစ်တဲ့အတွက်ကြောင့် remove လေးကိုနှိပ်ပြီးတော့မှ cancel လုပ်လိုက်တယ်ပေါ့နော်လောလောဆယ်ဒီမှာ drawing တို့တဲ့အတွက်ပဲဝယ်လိုက်မယ် free delivery ရပါတယ်အမှgo to purchase ကိုနှိပ်ပါမယ်ပြီးတာနဲ့အမှ last name first name ပြီးရင်ကိုယ့်ရဲ့စာတိုက်လိပ်စာ postal code ရေးမယ်ပြီးရင်ဒီခရိုင်ရေးမယ်ပြီးရင်မြို့ပေါ့နော်မြို့တို့ကိုယ့်ရဲ့လိပ်စာတွေရေးပါမယ်ပြီးရနဲ့အောက်လေးကိုနည်းနည်းဆွဲချလိုက်ပြီးတော့ cash on delivery ရှိပါတယ်နော်အဲ့မှာ cash on delivery လေးကိုနှိပ်လိုက်ပြီး complete order နှိပ်လိုက်တာနဲ့အဆင်ပြေသွားပါပြီပြီးတော့မှ order confirm ကြောင်းကိုလည်းကိုယ့်ရဲ့ mail ထဲမှာပြန်ပြီးတော့ကြာလာပါမယ်အားလုံးပဲအဆင်ပြေပါစေဒီဟာလေးကတော့ဒါမလိုင်းဘူးဝယ်ထားတဲ့ဟာလေးကိုတခါတည်းဖောက်ပြပေးထားတာပေါ့နော်ဒါလေးကတော့တရက်တိကလေးလေးပါဒါလေးကတော့ဓာတ်မောက်ဆန်လေးကိုချက်ထားတာပါနော်